NUCC ဟာဆိုရင်ပေါ့နော်2021နောက်ပိုင်းမှာနိုင်ငံတော်ရဲ့အခုလက်ရှိဖြစ်နေတဲ့ကိစ္စတွေအားလုံးကိုအကြံပြုပြီးတော့သူကကြိုးကင်မှုအတွက်ထွက်လာတဲ့အဖွဲ့အစည်းတစ်ခုနော်အဲ့ဒီအဖွဲ့အစည်းကနေပြီးတော့ CRPH ကလူတွေပါတယ်အဲ့ဒီကနေ NUG တွေပါတယ်ဆင့်ပွားပြောင်းလဲလာတော့မိဘပြည်သူများတည်ပဲရှင့်ဒီအဖွဲ့အစည်းကဘာကြောင့်အခုကြမှာသူတို့ရဲ့ကိုယ်စားလှယ်တွေသူတို့အဖွဲ့ဝင်တွေကိုစည်ရင်းနဲ့တကွာထုတ်ပြန်လာလဲရှင့်ပထမမထုတ်ပြန်ဘူးနော်မထုတ်ပြန်ဘူးဘာကြောင့်လဲဆိုတော့ဒီကိုယ်စားလှယ်တွေရဲ့လုံခြုံရေးတွေမထုတ်ပြန်ဘူးသူတို့ကအခုရွေးကောက်ပွဲနေတော့မှာဘာကြောင့်ထုတ်ပြန်တယ်လို့ထင်ပါတယ်ရှင့်ကျမမြင်တဲ့အမြင်ကတော့ဒါဟာတက်တေပြုချက်တစ်ခုသာဖြစ်ပါတယ်ဘာအတွက်တက်တေပြုတာလဲဆို NLD အတွက်တက်တေပြုတာဖြစ်ပါတယ်ရှင့် NLD ကအကြမ်းဖက်သမားတွေအကြမ်းဖက်လုပ်နေတဲ့ NUG ကို CRPH နဲ့ပတ်သက်မှုမရှိပါဘူးဆိုတဲ့တက်တေပြချက်ကိုအဝေးကနေသူကလှမ်းပေးတာရှင့်အမှန်တော့ဟိုအရက်စကားနဲ့ပြောကလင်ကကြစ်ကြတာပေါ့ကလင်ကကြစ်ကြတာပေါ့ရှင်နိုင်ငံရေးစကားနဲ့ဆိုတော့နိုင်ငံရေးပြည်အကျွဲတယ်ပေါ့ရှင် NLD ကအခုချိန်မှာရွေးကောက်ပွဲဝင်ဖို့အတွက်ကိုဝင်မလားမဝင်မလားဆိုတဲ့ဇလန်းတွေကြားထဲမှာသူတို့ကဝင်စေခြင်းတဲ့အတွက်ဒီလိုမျိုးတက်တေပြချက်လေးကိုတင်ပေးတာမိတ်ဆွေအားလုံးမင်္ဂလာပါကျမတို့ channel ကနေကြိုဆိုပါရစေကျမတို့ channel ကိုကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့နောက်ဆုံးရရှိထားတဲ့စိတ်ဝင်စားစရာရုပ်သံသတင်းများကိုတင်ဆက်ပေးမှာမို့ကျမနဲ့အတူနားဆင်ကြည့်လိုက်ရအောင်ပါမိဘပြည်သူများရှင် NUCC ကနေပြီးတော့ဘောနော်ဒီစင်ရတစ်ခုထုတ်ပြန်ထားတာရှင်အဲ့ဒီစင်ရမှာလဲဆိုတော့သူတို့ NUCC အဖွဲ့အစည်းမှာပါဝင်တဲ့ကောင်စီဝင်တွေပေါ့နော်ကောင်စီဝင်တွေကိုယ်စားလှယ်ရဲ့နာမည်စင်းကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်အဲ့ဒီထုတ်ပြန်ချက်မှာထူးခြားချက်အနေနဲ့ NLD မပါတော့ဘူး NLD ကလည်းမပါတော့ဘူးရှင်သိလားမပါတော့ဘူးပါတာကပါလဲဆိုတော့လူပေါင်းတဲ့ Democratic Party DPNS တခုပဲပါတီအနေနဲ့ပါဝင်အောင်မြင်တွေ့ရပါတယ်ရှင်တော့ကျွန်မအနေနဲ့ကဒီ NUCC ဆိုတာပါလဲဆိုတာနည်းနည်းလေးရှင်းပြချင်ပါတယ်နော်NUCC ဆိုတဲ့အဖွဲ့ကတော့အမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီဆိုပြီးတော့သူခေါ်တွင်ထားပါရှင်အဲ့ဒီအဖွဲ့အစည်းကဆိုရင်2021မတ်လ18ရက်နေ့မှာစတင်ပြီးဖွဲ့စည်းခဲ့တာပါပြောရမယ်ဆိုတော့အဲ့ဒီအဖွဲ့အစည်းကဥစားပေါ့ NUG တို့ဒီ CRPH တို့ပေါ့နော်ဒါတွေသူတို့ကအကြံပေးတဲ့အဖွဲ့ပေါ့အကြံပေးတဲ့အဖွဲ့နေပြီးတော့ဖွဲ့ထားတာဟိုလူတွေအားလုံးရင်းနှီးနေကြတယ်မျိုးတော်လိုင်းရင်းနဲ့သူမွေးဖွားလာတဲ့အဖွဲ့ပြောရမယ်ဆိုတော့ရှင်အခုကျွန်မမြန်မာနိုင်ငံမှာအကြံပေးလုပ်နေတဲ့ NUG တို့ PDF တို့ရဲ့ခေါင်းကင်ဖခင်ပေါ့သူတို့ပေးတဲ့အကြံစီတွေနဲ့ပဲဒီလိုမျိုးမြေပြင်မှာဖြစ်ပေါ်လာတာရေတောက်မြစ်ကသူတို့အဲ့အဖွဲ့ရှင်အဲ့တော့အဲ့အဖွဲ့မှာဆိုရင်ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီအပါအဝင်ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်တွေပါတယ်ပေါ့နော်ရွေးကောက်ခံဆိုတာဒီ NLD တို့ပါလို့ရှင်ရပေါ့ရှင်2020ရွေးကောက်ပွဲမှာပါခဲ့တဲ့ကိုယ်စားလှယ်တွေပေါ့နော်အဲ့ကိုယ်စားလှယ်တွေပါဝင်တယ်ပြီးတော့နိုင်ငံရေးပါတီတွေ Federation နဲ့လူမျိုးအလိုက်အမေရိကန်ကောင်စီတွေတိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်းတွေပါဝင်နေရှင်ပြီးတော့တပိတ်ကော်မတီလည်းပါဝင်တယ်စီဒီအန်လှုပ်ရှားမှာပါဝင်တဲ့သူလည်းပါတယ်အရက်ဘတ်အဖွဲ့အစည်းလည်းပါတယ်ဒါတော့အမျိုးသမီးလူငယ်အဖွဲ့အစည်းစသဖြင့်ပေါ့နော်ဒီအမျိုးသားညီညွတ်ရေးတိုင်းနိုင်ငံကောင်စီမှာဆိုရင် KNU ရဲ့ CNF ရဲ့ KNPP ရဲ့ ABSDF ရဲ့အပါအဝင်တိုင်းဒေသလက်နက်ကိုင်အဖွဲ့10ဖွဲ့ပါဝင်နေရှင်သူတို့နဲ့ပူးပေါင်းထားတာပေါ့နော်ပူးပေါင်းပြီးတော့လှုပ်ဆောင်နေရပြီးတော့ NUCC မှာဆိုရင်အဖွဲ့အစည်းပေါင်း33ဖွဲ့ရလူပုဂ္ဂိုလ်တွေလည်းပါဝင်ပါတယ်ရှင်ဒီကောင်စီရဲ့အဓိက main ခေါင်းဆောင်ပေါ့နော် main ခေါင်းဆောင်ကိုဦးမင်းကိုနိုင်ဆိုပြီးတော့လည်းသိထားကြတဲ့သူတွေရှိရဲ့ရှင်ဦးမင်းကိုနိုင်ဒါကိုစတင်ပြီးတော့ဖွဲ့စည်းခဲ့တဲ့သူဖြစ်နေပြောကြတာပေါ့နော်ဒီတော့ဖြစ်နိုင်ကြတော့ရှိပါတယ်ဦးမင်းကိုနိုင်လည်းကိုယ်တည်တည်မှာမဟုတ်တာရှင်သူကလည်းပေါ့နော်သူကလည်း88ခရဲကနေပြီးတော့နိုင်ငံရေးလောကမှာဂျင်းခဲ့တော့ဂျင်းတော့မဟုတ်ဘူးရှင်သူကဂျင်းစင်းမဟုတ်ဘူးဂျင်းဘောကထုံးနော်ဂျင်းဘောကထုံးလိုမျိုးလဲလဲဝဲနေခဲ့တဲ့သူဖြစ်တဲ့အတွက်ဒီလိုမျိုးအားလုံးရဲ့ထိတ်မှာနေနေတဲ့အဖွဲ့အစည်းခုကိုတည်ထောင်ခဲ့တာသူဆိုတာကတော့ကျမတို့တန်တရားမဖြစ်ဘူးဖြစ်နိုင်ချေရှိရလို့ထင်နေရှင်ဒီတော့ NUCC ဟာဆိုရင်ပေါ့နော်2021နောက်ပိုင်းမှာနိုင်ငံတော်ရဲ့အခုလက်ရှိဖြစ်နေတဲ့ကိစ္စတွေအားလုံးကိုအကြံပြုပြီးတော့သူကကြိုးကင်ဖို့အတွက်ထွက်လာတဲ့အဖွဲ့အစည်းတစ်ခုเนาะအဲ့ဒီအဖွဲ့အစည်းကနေပြီးတော့ CRPH ကလူတွေပါတယ်အဲ့ဒီကနေ NUG တွေပါတယ်ဆင့်ပွားပြောင်းလဲလာတော့မိဘပြည်သူများတည်ပဲရှင်ဒီအဖွဲ့အစည်းကဘာကြောင့်အခုကြမှာသူတို့ရဲ့ကိုယ်စားလှယ်တွေသူတို့အဖွဲ့ဝင်တွေကိုစည်ရင်းနဲ့တကွာထုတ်ပြန်လာလဲရှင်ပထမမထုတ်ပြန်ဘူးเนาะမထုတ်ပြန်ဘူးဘာကြောင့်လဲဆိုတော့ဒီကိုယ်စားလှယ်တွေရဲ့လုံခြုံရေးတွေမထုတ်ပြန်ဘူးသူတို့ကအခုရွေးကောက်ပွဲနေတော့မှာဘာကြောင့်ထုတ်ပြန်တယ်လို့ထင်ပါတယ်လဲရှင်ကျမမြင်တဲ့အမြင်ကတော့ဒါဟာတက်တေပြုချက်တစ်ခုသာဖြစ်ပါတယ်ဘာအတွက်တက်တေပြုတာလဲဆို NLD အတွက်တက်တေပြုတာဖြစ်ပါတယ်ရှင် NLD ကအကြမ်းဖက်သမားတွေအကြမ်းဖက်လုပ်နေတဲ့ NUG တို့ CRPH နဲ့ပတ်သက်မှုမရှိပါဘူးဆိုတဲ့အသက်တေပြချက်ကိုအဝေးကနေသူကလှမ်းပေးတာရှင်ကျမလိုပဲမြင်ပါတယ်ဒါဟာနိုင်ငံရေးမာယာပြည်ရဲ့ကျွဲဝကျင်တာဖြစ်ပါတယ်ဒီတော့ NLD ဆိုရင်ဒီ NUCC ပေါ့နော်နိုင်ငံတော်ပုံကန်တဲ့လုပ်ငန်းတွေကိုလောက်ကင်နေတဲ့အဖွဲ့အစည်းကောင်ချုပ်ဖြစ်တဲ့ NUCC မှာတကယ်ပါဝင်ခဲ့ခြင်းရှိလားမရှိလားဆိုတာကတော့နည်းနည်းစဉ်းစားရမယ့်အချက်ပဲရှင်သူတို့ကိုယ်စားလှယ်နာမည်စင်းထွက်လာပါတယ်ကျမဒီမှာပြတ်တာထားပါတယ်အဲ့ဒီမှာသွားဖတ်တော့ခါကြတော့နံပါတ်1ပါဝင်တဲ့သူကစီတူမှာနံပါတ်1မှာလည်းသဘောပေါက်လိုက်တဲ့စီတူမှာ CRPH ဆိုပြီးတော့ပါထားတယ်ဒါပေမဲ့စီတူမှာဒီ2020တုန်းကအထွေထွေရွေးကောက်ပွဲမှာဆိုရင်ဗဘဲတန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ NLD ကရွေးချယ်ထားတဲ့သူရှင်နံပါတ်1ကိုယ်စားလှယ်မှာတဲ့ကို NLD ပါလားမပါလားဆိုတာလည်းမြန်မာစင်ကောင်းသူရှင်းနေရပဲ
သိလားနိုင်ငံရေးမှာဘယ်တော့မှရိုးရှင်းရှင်းမတွေ့ရအောင်ဆိုစကားရှိရပေါ့နော်မာယာတွေပါတယ်လေမာယာတွေပရိယာတွေပါတယ်လေအမှန်တော့ဟိုအရက်စကားနဲ့ပြောရင်ကလင်ကကြစ်ကြတာပေါ့ကလင်ကကြစ်ကြတာပေါ့ရှင်နိုင်ငံရေးစကားနဲ့ဆိုတော့နိုင်ငံရေးပရိယာကျွဲတယ်ပေါ့ရှင်ဒီတော့ okay နိုင်ငံရေးပရိယာကျွဲဝါစာနဲ့တို့က NLD ဟာဒီတော့ဝယ်မှာပါဝင်နိုင်မှုအတွက်ကိုတို့ကနောက်ကနေပြီးတော့နောက်ွယ်ကနေပြီးတော့ကူညီပေးလိုက်တာပဲရှင်အဲ့ထုတ်ပြန်ချက်ကလေဒါပေမဲ့ NUCC ကနေပြီးတော့အခုလိုမျိုးပေါ့နော် NLD ပါတီဝင်တွေမပါဘဲနဲ့ပေါ့နော်တို့ဒီလည်းပတ်နေပါတယ်ဆိုတဲ့သက်သေပြချက်ကိုဒီလိုထုတ်ပြန်လာတဲ့နောက်မှာဆိုရင်သတင်းလေးတက်လာတဲ့ရှင်အဲ့ဒီသတင်းတက်လာတဲ့ခါမှာသတင်းတောက်တွေရေးထားလေးပေါ့နော်အဲ့လေကျွန်မစဉ်းစားမယ့်အချက်လေးနဲ့ပြောပြချင်တာပါဒါဘာလဲဆိုတော့ NLD အနေနဲ့တဲ့2022ကလေးက NUCC မှာပါဝင်ပတ်သက်မှုမရှိတော့ဘဲနဲ့တရားဝင်တုတ်ထွက်တာမျိုးလည်းမရှိခဲ့ဘူးတဲ့ဟုတ်လေဆိုလိုချင်တာကတော့ရှင် NUCC မှာ2022အထိကိုသူကပတ်သက်နေဆိုတဲ့ဘောပဲလေဒါအပြင်တရားဝင်နှုတ်ထွက်ထားလည်းမရှိဘူးပြီးတော့သူ့ရဲ့ကိုယ်စားလှယ်တွေ CRPH ဆိုတာလည်းဘယ်ရလာရလဲရှင် CRPH ကမျိုးစေ့ရဘယ်ရလာရလဲ NLD ကိုယ်စားလှယ်တွေဖြစ်သွားတာလေအဲ့ဒီအနေမှာ NUG စစ်စင်ပြောင်းသွားတာနမိတ်စာပြောင်းသွားတာ NLD ရဲ့ရေတောင်းပြစ်တစ်စိတ်လေးကနေဖြစ်သွားတဲ့အပင်ပဲရှင်သိလားအဲ့ဒီကမှသူတို့မျိုးဆက်ပြီးတော့ဟိုပင်ဒီပင်ပြောင်းတာတော့ရှိမှာပေါ့နော်အပင်ကမျိုးဆက်လို့ရတယ်လေကဲမှာအဲ့တော့ NLD ကနေပြီးဟိုဟာလေးနဲ့ဆက်တရားလေးနဲ့ဆက်အပင်အသစ်ဖြစ်လိမ့်မယ်ဒါပေမဲ့တကယ်မူရင်းမျိုးစေ့ကတော့ NLD ကလာတာပဲNLD ကအခုချိန်မှာရွေးကောက်ပွဲဝင်ဖို့အတွက်ကိုဝင်မလားမဝင်မလားဆိုတဲ့ဇလန်းတွေကြားထဲမှာသူတို့ကဝင်စေခြင်းတဲ့အတွက်ဒီလိုမျိုးသက်သေပြချက်လေးကိုတင်ပေးတာရှင်ဒီတော့ NLD ကို CRPH တို့ NUG တို့နဲ့အကြမ်းဖက်လုပ်ရက်တွေနဲ့ပတ်သက်ဆက်နေနေတဲ့ဒီ NUCC အဖွဲ့က NLD ကိုထောက်ခံချက်လုပ်ပေးတယ်ဆိုတဲ့သဘောတရားတစ်ခုကရည်ရွယ်ချက်ကဘာပါလဲရှင်မိဘပြည်သူတို့အရှိစဉ်းစားကြည့်အောင်ရည်ရွယ်ချက်ပါလေ NLD ဒီရွေးကောက်ပွဲပြန်ဝင်လို့ရလက်ကောင်းတစ်ခုရခဲ့သည်ရှိတော့ဒီအဖွဲ့အစည်းထဲမှာပါဝင်တဲ့သူတွေကပြည်တော်ဝင်တာမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပေါ့အရင်ဖြစ်နိုင်သွားပြီဒါအပြင်ကိုနိုင်ငံတော်တစ္ဆာဖောက်ပြီးတော့လုပ်ခဲ့တဲ့ NLD ရဲ့လုပ်ရက်တွေကိုပြည်ဖုံးခချဖို့တော့ NLD မစ조사နိုင်ဘူးလားရှင်စ조사နိုင်တာပေါ့ NLD ကမဲခိုးတာတခွေလုပ်ခဲ့တာမဟုတ်ဘူးနော်မြန်မာနိုင်ငံမှာလေအဲ့ခုတော့ပြောလိုက်မယ်ဒီလား NLD မဲခိုးလို့အဖမ်းခံရတာမဟုတ်ဘူးမဲခိုးတာထပ်ပို့ပြီးတော့ကြီးမားတဲ့အဖြစ်တွေကျူးလွန်ထားတာရှင်နိုင်ငံတော်တစ္ဆာဖောက်ထားတာနိုင်ငံထဲကိုတရားမဝင်တဲ့ဘင်းတော်တော်များများကိုသွတ်သွင်းခဲ့တဲ့တရားခံထဲမှာ NLD ပါတီဝင်ချုပ်လည်းပါဝင်နေရှင်ဒီလိုသမိုင်းသက်သေတွေဟာကျမတို့ဘက်မှာအများကြီးရှိပါတယ်ဒီတော့ NLD ဟာခုချိန်မှာကိုယ့်နေရာကိုမသိပဲနဲ့ရွေးကောက်ပွဲဝင်ကျင်နေဆိုတဲ့ပုံစံမျိုးတွေစဉ်းစားလာတဲ့အခါမှာကျမတို့ကလုံးဝလက်ခံနိုင်မှာရှင်ဒါကြောင့်လဲဆိုတော့ NLD ဟာနောက်ကျောင်းမရှင်းမတန့်ရှင်းဘူးရှင်အစိုးရဖြစ်ခဲ့တဲ့ကာလမှာလည်းနိုင်ငံတော်ဘောသစ္စာမရှိခဲ့ဘူးနိုင်ငံတော်ဘောသစ္စာမရှိတဲ့သူတွေများခဲ့တယ်ရှင်အဲ့ဒီသစ္စာမရှိတဲ့သူတွေကိုလည်းသူတို့အချင်းချင်းလည်းမနိုင်ဘူးထိန်းလို့လည်းမရခဲ့ဘူးဒီလိုမျိုးအရေးချင်းမရှိတမိုင်းကြောင်မကောင်းတဲ့ပါတီတစ်ခုဟာမြန်မာနိုင်ငံမှာဆက်လက်ရှင်သန်ကြအကြောင်းမရှိဘူးရှင်ကျမတို့နိုင်ငံမှာလေပါတီအများရှိတယ်သိလားပါတီအများကြီးသူများနိုင်ငံထက်တောင်များသေးတယ် NLD ပါမှပဲဒီရွေးကောက်ပွဲကတရားဝင်မယ်ဆိုတာမျိုးသူများနိုင်ငံပြောရခဲ့မယ်ဆိုတော့ကျမတို့မှာပြန်ပြောစရာသက်သေပြချက်တွေအများကြီးပဲရှင်မြန်မာနိုင်ငံတော့ပါတီများတာမြန်မာနိုင်ငံပဲဟုတ်တယ်မလားဒီတော့ NLD တစ်ခုတည်းမပါရုံနဲ့ဒီရွေးကောက်ပွဲတရားမမျှတပါဘူးဆိုရင်လက်ရှိရှိနေတဲ့နိုင်ငံရေးပါတီတွေကပါတယ်လေဒီနိုင်ငံရေးပါတီရဲ့ဂုဏ်သိက္ခာမဲ့လို့ဖြစ်မသွားဘူးလားရှင်စဉ်းစားကြည့်နော်အဲ့တော့ဒီလိုအခြေအနေရှိပါတယ်ဟိုပြောရမယ်ဆိုတော့ရှင်နိုင်ငံရေးမှာကတော့အားလုံးကကိုကြိုးကင်လို့ရတဲ့အရာကိုပဲလိုချင်ကြတာအားလုံးကတက်တက်ကြောက်ကြိုးကင်နေကြတာကမ္ဘာဇက်ခုံပေါ်မှာလေကမ္ဘာနိုင်ငံရဲ့ဇက်ခုံဆိုတာတက်တက်ကြောက်အဲ့လိုမျိုးနေရငါကြိုးကင်လိုက်ငါနဲ့ကြိုးကင်လိုက်ဘသူ့မှာကြိုးမကင်တာမြန်မာနိုင်ငံတနိုင်ငံပဲရှိတယ်အမတန်ဖြူစင်ရိုးသားသောနိုင်ငံကျမတို့နိုင်ငံကသိလားဒီတော့ကျမတို့နိုင်ငံကိုကြိုးကင်ခြင်းတဲ့သူတွေကလည်းလက်ကတန်းလောက်ရှိတယ်သိလားတယောက်တော့မဟုတ်တော့တန်းလောက်ရှိတယ်နိုင်ငံတိုင်းကကျမတို့နိုင်ငံကိုကြိုးကင်ခြင်းနေရဘာကြောင့်လဲဆိုတော့အင်အားကြီးနိုင်ငံတွေနဲ့ကျမတို့ကကပ်ပြီးတော့ရှိနေတဲ့အတွက်ကျမတို့နိုင်ငံရဲ့ဖြစ်တည်မှုကလည်းအဲ့လိုတန်ဖိုးရှိတယ်။နော်ဒီတော့ဒီလိုအခြေအနေတစ်ခုမှာ NLD ပါတီမှတယ်လား NLD ပါတီပဲလို့ကျင်တာဘာကြောင့်လဲဆိုတော့မေကွန်ပြန်မေးကြည့်လိုက်လေဒီလောက်ထိရွေးချယ်စရာပေါ်နေတဲ့အခြေအနေတစ်ခုမှာဘာလို့ NLD မှဖြစ်ရတာလဲလို့မေးကြည့်လိုက်တာလားပြောလာခဲ့သည်ရှိတော့ပြောပြတာလားပြီးတော့ကြားတယ်တော့အသက်မသွင်းခြင်းဘူးအဲ့ဒီကြားတယ်ရှင်းလာရင်ကျမတို့ပြည်သူပဲကြိုက်အောင်မှာကျမတို့ပြည်သူရဲ့ level မှာကြားကြိုက်တာအခုထိမမေ့သေးဘူးနော်သိလားကြားကြိုက်ရာလေးတွေကိုစီနဲ့ကြားလေးမမေ့စေချင်ပါအောင်ရှင့်ဒီတော့ဒီကြားထပ်ပြီးအသက်ရှင်လို့ရှင်နောက်ခါထပ်ကြိုက်လို့ရှင်ဒီကအသက်ရှင်နိုင်အောင်လားဆိုတော့အမှမခံနိုင်ကျမတို့ပြည်သူတွေလေနော်ပထမတစ်ချိန်မှာတော့ကြားကြိုက်ရာလေးရှိနေပြီနောက်ချိန်ထပ်ကြိုက်ရင်သိချင်းသိသွားနိုင်တယ်နော်ပထမချိန်မသေးရလို့နောက်ချိန်ကျရင်သိသွားနိုင်တယ်ပထမချိန်မှာလည်းကြားကြိုက်ခံလို့သိသွားပြီအများကြီးပဲဒါကြောင့်ကြားသိကိုအသက်မသွင်းကြပါနဲ့လို့ပြောချင်ပါတယ်ရှင်ဒီစကားလေးကတကယ်တော့ကျမစပြောတာမဟုတ်ပါဘူးအင်မတန်သမိုင်းဝင်ခဲ့တဲ့စကားလေးဖြစ်ပါရှင်ဒီသမိုင်းဝင်တဲ့စကားကိုပဲကျမဒုတိယကြိမ်ထပ်ပြောချင်ပါတယ်ကြားသိကိုအသက်မသွင်းကြပါနဲ့ရှင်တကယ်လို့ကြားသိကိုအသက်သွင်းခဲ့သည်ရှိတော့ကျမတို့ကတော့ကြားသိရဲ့သမိုင်းကြောင်းကိုဖောက်ထုတ်ပေးရမှာဖြစ်ပါရှင်ဒါကျမတို့တောင်းပါပဲကျမတို့နိုင်ငံပေါ်မှာသစ္စာမရှိတဲ့ပါတီတွေကျမတို့နိုင်ငံရေးထဲမှာပါဝင်လာမယ်ကျမတို့နိုင်ငံရဲ့အရေးကြီးတဲ့နေရာတွေမှာရယူဖို့အတွက်လှုပ်လာမယ်ဆိုကျမတို့ကသူတို့ရဲ့နောက်ကျောင်းတွေသူတို့ကျမတို့နိုင်ငံဘယ်လိုသစ္စာဖောက်ခဲ့တယ်ဆိုတာတွေကိုကျမတို့ကအတိအကျဖော်ထုတ်မှာဖြစ်ပါရှင်အချိန်ညာတိုက်ပွဲတွေအရင်ပြင်းထန်သွားပါလိမ့်မယ်ရှင်ကျမတို့ကတော့အလျှော့ပေးစားကြောင်းစက်မှမရှိပါဘူးဘာကြောင့်လဲဆိုတော့ကျမတို့ပြည်သူတွေရဲ့အသက်တွေအများကြီးရင်းခဲ့ရတဲ့
ခရီးလမ်းတစ်ခုမှာဒီလိုမျိုးအကြမ်းဖက်သမားတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ပါတီတွေကနိုင်ငံရေးစနစ်ပေါ်ပြန်ရောက်လာမယ်ဆိုရင်ဒါကျမတို့ပြည်သူတွေအတွက်မတရားအောင်ရှင့်ဒါတော့ကျမတို့ကတော့အနိုင်မခံအရှုံးမပေးပါနဲ့နိုင်မခံအရှုံးမပေးပဲတွေးပါတယ်ပြည်သူတွေလည်းဒီလိုပဲတွေးထားပါရှင့်ကျမတို့အားလုံးစီလို့ညွညွစွာနဲ့အကြမ်းဖက်သမားတွေကိုထောက်ခံခဲ့တဲ့ပါတီတွေအကြမ်းဖက်သမားတွေနဲ့ပတ်သက်မှုရှိတဲ့နိုင်ငံရေးသမားတွေမြန်မာနိုင်ငံရဲ့လောကတွေပြန်လည်ရောက်ရှိမလာစေဖို့အတွက်ကျမတို့အတက်နိုင်ဆုံးစ조사ပြီးတော့ကာကွယ်ကြရပါမယ်ရှင့်ဒါဟာကျမတို့နိုင်ငံရဲ့မျိုးဆက်အတွက်ကို2021လို့သွေးချောင်းဆင်းမှုတွေထပ်ပြီးတော့မဖြစ်အောင်လို့ကျမတို့ကတမိုင်းတွေကနေပြီးတော့စ조사ပေးတဲ့သူတွေသူရဲကောင်းတွေဖြစ်လာမှာပါရှင်ကျမတို့အားလုံးတမိုင်းတက်ခံမဖြစ်စေဖို့အတွက်အကြမ်းဖက်သမားတွေကိုကျမတို့ခင်မှာပဲအမြင့်ဖြတ်နှိမ်နှင်းခဲ့ရအောင်ရှင်အဲ့လိုမှမဟုတ်လို့ရှင်တော့နောက်ထပ်မျိုးဆက်ကဒီဒဏ်တွေကိုထပ်ခံရအောင်မှာပါကျမဒီလိုလုံးဝအဖြစ်မခံနိုင်ပါဘူးရှင်ဒါကြောင့်ကျမတို့ကတော့ကျမတို့ရဲ့ပညာရဲ့အားလုံးကျမတို့ရဲ့အသိဉာဏ်အားလုံးကျမတို့ရဲ့စိတ်ဓာတ်အားလုံးကိုရင်းနှီးပြီးတော့နိုင်ငံတော်ကာကွယ်မှာပါရှင်အခုသတင်းလေးကတော့ဗောနော် NUG နဲ့နည်းနည်းပတ်သက်တာလေးတင်ဆက်ပေးပါမယ်သူတို့ဘက်ကသတင်းလေးရလဲခါကျရင်တင်ဆက်ပေးရတယ်ရှင်ဒီကတင်ဆက်ပေးရတယ်ဘာကြောင့်လဲဆိုတော့မိဘပြည်သူတွေဘူးတုတရစေချင်လို့ပါရှင်သူတို့ဟာဘယ်လောက်ထိတောင်မှညံနေတဲ့အလုပ်တွေလုပ်နေလဲဆိုတာလေးမိဘပြည်သူများသိဖို့လိုတယ်ပေါ့နော်သူတို့အတွက်ကျမသမိုင်းမှတ်တမ်းတင်ပေးတာပါကြားရရနေလေအဲ့တော့အခုကျမပြောပြမှာကဒီမေလ9ရက်နေ့မှာဆိုရင် NUG ကို NLD ကဖြစ်ကုန်ပြီသူတို့ကနည်းနည်းတူတူပဲဆိုတော့လေတဲ့မှာကျမလည်းခါကျရင်ရောတယ် NUG ကယာယီသမရဆိုသူဒူဝါလက်ရှိလာနေပြီးတော့ PDF ဖွဲ့စည်းမှု၄နှစ်ပြည့်တဲ့မေလ9ရက်နေ့မှာမေကွန်းတစ်ခုပြောခဲ့ရရှင်သူမေကွန်းပြောတဲ့ပုံလေးကျမပြောပြပါမယ်နော်သူတို့ဒီ NUG ကခန့်ထားတဲ့ဒူဝါလက်ရှိလာမြန်မာစကားတော်တော်မကျွမ်းတာသေးတာကျမတော်တော်အားစားပြီးနားထောင်ရတဲ့ရှင်အဲ့လိုတော့ရှိရပါတော့ဘယ်လိုပြောရမလဲတော်တော်ကိုမြန်မာဆောင်အားနေတယ်ပေါ့နော်ကြည့်ရတာမေကွန်းတော်မှသူကြည့်ပြီးတော့ဖတ်ပြီးတော့ပြောနေရတဲ့ပုံစံပါပဲရှင်ဒါမှသူလုံးနေတာပေါ့နော်စကားအဲ့လိုတော့ရှိပါတယ်တိုင်းသားဆိုတော့လေဒါမြန်မာစကားအားနေတာကတော့အပြည့်ရလို့တော့မပြောချင်ပါဘူးရှင်အဲ့တော့ကျမတော်တော်သိချာနားထောင်ရတယ်။ဒါသူပြောထားတာပါလဲဆိုရင်ຫນွေဦးဒေါ်လာရေးရတဲ့ဖခင်တဲ့သူကကြပြဆန်ဆန်လေးသွားတယ်ကြည့်ရတယောက်ကသူ့ရေးပြရနဲ့တူရတယ်သူ့လိုမျိုးမြန်မာစကားတော်မှသိချာလေးလုံးကွက်အောင်မပြောတတ်တဲ့သူကတော့ဒီလိုကြပြဆန်တဲ့စကားလုံးတွေခေါင်းနဲ့ထွက်ချင်အကြောင်းမရှိဘူးသူတယောက်ကရေးပြရသိချာတယ်ပေါ့နော်။အဲ့တော့သူပြောတာကຫນွေဦးဒေါ်လာရေးရတဲ့ဖခင်တဲ့ပြည်သူလူထုကမိခင်တဲ့ PDF တွေကကြတော့သားသမီးတဲ့သူကကြပြဆန်ဆန်လေးပြီးတော့ EAO တွေကကြတော့တဲ့ PDF တွေကိုမွေးဖွားတန်းစင်ပေးတဲ့သားဖွားဆရာမတွေတဲ့သူအမျိုးဆက်ပေးလိုက်တာအကုန်လုံးတန်းစီပြီးတော့လေသူအမျိုးဆက်တဲ့ပုံကရှိရတယ်နော်ရှိရနေဦးတော်လည်းရအဖေအဲ့ဒီအဖေနဲ့ပြည်သူတွေနဲ့ညာပေါ့နော်ညာပြီးတဲ့အခါမှာ PDF ဆိုတဲ့ကလေးကဘိုက်ကြီးလားနော်သူ့အတိုင်းကျမလိုက်တွေးတာပါဘိုက်ကြီးလားတော့ EAO တွေအားလုံးကဒီကလေးကိုဝိုင်းပြီးတော့မွေးပေးလိုက်ကြတယ်သူနာပြည့်ရနေတယ်မွေးလိုက်တော့ဒီကလေးကမွေးလာတယ်ဥဝဲဆိုပြီးတော့ PDF လေးဖြစ်လာအောင်အဲ့မှာခါတယ်ဘယ်လိုပြောရမလဲဆိုတော့တားဆိုသမီးဆိုပေါ့နော် PDF ကအခုတော့တစ်မျိုးလုံးကိုတစ်နိုင်ငံလုံးကိုမှုဝေနေတော့ပဲတခါတယ်နော်အဲ့လိုတော့ရှိပါရှင့် PDF ဆိုတဲ့အဖွဲ့ရပေါ့နော်ပြည်သူဆိုတဲ့ဝန်းချတိုက်ကနေပြီးတော့ထွက်လာခဲ့တာအခုဆို၄နှစ်တင်ပြည့်ခဲ့ပြီဆိုပြီးတော့ဒီဒူဝါလက်ရှိလာဆိုတဲ့ပုံကပြောထားရရှင့်တော့သူကပြောတယ်ပေါ့နော်သူပြောတာဒီ၄နှစ်သားပဲရှိသေးရဲ့တဲ့ PDF ကလေဒီ၄နှစ်သားတဲ့နှစ်သက်တမ်းရှည်တဲ့စစ်တပ်ကိုတော့မှတုံလုံး6လုံနိုင်ခဲ့တယ်ဆိုတော့သူကလည်းဂုံယူဝင်ကြွားစွာနဲ့မိကုံပြောထားပါဗောရှင်ဒီချက်လေးကိုတော့ကျွန်မလက်ခံပါတယ် PDF တွေရဲ့စွမ်းဆောင်ရည်ကိုတော့ကျွန်မလွန်ခဲ့တဲ့နှစ်တွေနဲ့ရှင်လို့ရှင်တော့တိတ်တော့အထင်မသေးတော့တာအမှန်ပဲဒီကောင်တွေအဖြတ်ဆောင်တာတော်တော်ကြီးပါတယ်တော်တော်ကြီးပါတယ်တက်မတော်နေလည်းဆုံးရှုံးမှုတွေရှိခဲ့တယ်ဆိုတာအမှန်တရားပါပဲဒါကအမှန်တိုင်းပဲကျွန်မတို့ပြောရမှာပဲလေဟုတ်တယ်မလားသူတို့ဘက်ကလည်းဒီຢာပေါ်မှာလှုပ်ဆောင်လာတာက supporting တွေကောင်းလို့ပဲလားဒါမှမဟုတ်ဗမာလူငယ်တွေရဲ့စိတ်သက်ပြင်းထန်မှုကိုအသုံးကောင်းအသုံးချတတ်လို့ပဲလားတော့မပြောတတ်ဘူးရှင်သိလားဒါပေမဲ့တက်မတော်အနေနဲ့ထိခိုက်မှုအချို့ရှိခဲ့တာတော့အမှန်တရားပါပဲရှင်ဒါတော့လက်ခံတဲ့ကိစ္စတစ်ခုသာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုမျိုးအောင်မြင်မှုရတာဒူဝါလည်းရှိလာပါပြောထားလဲဆိုတော့၄နှစ်တာတွင်တဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေကိုချိန်မုံနိုင်ခဲ့တယ်ပေါ့နော်ဒါဟာတဲ့တိုင်းသားလက်နက်ကိုင်တော်လိုင်းအဖွဲ့တွေရဲ့ဝိုင်းဝန်းကျေးဇူးပြုမှုကြောက်ပါပဲဆိုပြီးပြောထားပါရှင်သူတွေးထားတာက NUG ရဲ့တော်လိုင်းရေးကိုတိုင်းသားလက်နက်ကိုင်တွေကဝိုင်းဝန်းကုညင်ဆိုပြီးသူကတွေးထားတာတွေးထားပုံပဲတရားသူပြောတဲ့ပုံစံရဆိုသူတို့ရဲ့တော်လိုင်းရေးကိုဝိုင်းဝန်းကျေးဇူးပြုဝိုင်းဝန်းကုညင်ပုံပဲသဘောတရားကတော့ပေါ့နော်ဒါပေမဲ့နေပြည်မှာဖြစ်နေတာကြတော့အဲ့လိုမဟုတ်ဘူးတိုင်းသားလက်နက်ကိုင်တွေကသူတို့ရဲ့ဟိုးရှိပုံဝင်တဲ့ဒီကလေးကရှိနေခဲ့တဲ့ပြည်နယ်ခွဲထွက်ခွင့်တွေပြည်နယ်တွေပိုလိုချင်မှုတွေအကျိုးမြတ်တွေပိုရချင်မှုတွေကိုဗမာပြည်ကျက်တွေကိုသုံးချသွားတာမြေပြင်အရှိတရားအဲ့လိုမျိုးသူတို့စိတ်ကူးနေတာသူတို့ NUG ကိုအားလုံးကဝိုင်းဝန်းကိုကြီးစောက်ရှောက်ကြတယ်ပေါ့အမှန်ကြတော့သူတို့ NUG တွေ PDF တွေကိုဟိုကောင်တွေသုံးစားဖို့အတွက်ကိုပို့ပေးနေတာလူကုန်ကူးနေတာပြောရမယ်ဆိုရင်လူပွဲစားလုပ်နေရတယ်။နော်အဲ့ဒါလေးတခုကတော့ဒူဝါလက်ရှိလာအနေနဲ့မသိရတဲ့အတွက်ကျွန်မရှင်းပြပေးရဖြစ်ပါရှင့်။
ဒူဝါလက်ရှိလာအနေနဲ့ကြည့်ရတာကျမထက်လက်သက်အများကြီးကြည့်ပါတယ်လေးလေးပေါ့နော်လေးလေးဒူဝါလက်ရှိလာမသိမှဆိုလို့ပြောပြတာပါရှင့် EAO တွေကအန်ယူဂျီကိုဝန်းရံနေရမှာမဟုတ်ပါဘူးနော်အန်ယူဂျီကသာ EAO ကိုသွားဝန်းရံပြီးတော့သူတို့ခိုင်းသမျှလုပ်နေတဲ့ဂျွန်ဖြစ်နေတာပါရှင့်အဲ့ဒါလေးပဲအန်ယူဂျီသိစေဖို့အတွက်ကျွန်မပြောပြပေးရဖြစ်ပါတယ်ရှင့်ဒီတော့ PDF ကလည်းထွက်ပေါ်လာခဲ့တဲ့၄နှစ်ပြည့်ပေါ့နော်၄နှစ်ပြည့်ခဲ့ပြီးအန်ယူဂျီကလည်းသူတို့နဲ့မတိမ်မယိမ်းမဲဆိုတော့၄နှစ်ပြည့်ခဲ့ပြီဆိုတော့ဒီ၄နှစ်အတွင်းမှာဒီအန်ကယ်ပေါ့နော်လေးလေးတို့ဒူဝါလက်ရှိလာတို့အနေနဲ့ဘာတွေဆက်လက်လှုပ်ဆောင်မှုများရှိလဲရှင့်အခုလိုပဲဆက်တိုက်သွားကြမှာလားကျမမေးချင်တာပေါ့နော်ကျမကြားထဲမေးကြည့်ရပါရှင့်သိလားငင်းချင်ရေးဆွေးနွေးဝိုင်းနေပါတော့ကျမတို့မရောက်ဘူးရှင့်မရောက်ဘူးဒါပေမဲ့ငင်းချင်ရေးဆွေးနွေးဝိုင်းမှာလည်းဆွေးနွေးရတဲ့သူတွေကဒီတိုင်းပဲပြောဆိုဆွေးနွေးကြမယ်နဲ့တူပါတယ်ဘာဆက်လုပ်ကြမှာလဲလို့ရှင်မေးမှာနဲ့တူတယ်နော်ဘာဆက်လုပ်ကြမှာလဲရှင့်ကျမကိုမေးခိုင်းတော့ကျမအဲ့တိုင်းမေးမှာဘာဆက်လုပ်ကြမှာလဲတူပါလဲရှိလားတော့အဖွဲ့ပေါ့နော်အန်ယူဂျီနေတယ်ဘာဆက်လုပ်မှာလဲအန်ယူဂျီကတော့သိကြတယ်အမြင့်မပြတ်ဘူးဘာကြောင့်လဲဆိုတော့သူတို့နိုင်ငံခြားမှာနေနေရတယ်လူသက်တမ်းကုန်မှပဲသူတို့ကလည်းဥစားဖြစ်မှာအဲ့လိုလူသက်တမ်းကုန်တော့မှအန်ယူဂျီဆိုတဲ့အမွေစိုးကိုသူတို့သားသမီးတွေပေးခဲ့မှာသိလားအဲ့တော့အန်ယူဂျီအနေနဲ့ဘာဆက်လုပ်မှာလဲ PDF တွေဒီလိုပဲတိုင်းသားလက်နက်ကိုင်နေကြတဲ့မှာအတုံးချခံနေရတဲ့ကိစ္စတွေကိုထိုင်ကြည့်နေရမှာလားနော်တပ်မတော်ထောက်ခံတဲ့သူတို့လည်းကျွန်မမမြင်နဲ့အန်ယူဂျီကိုဥစားဖြစ်တဲ့သူတို့လည်းမမြင်နဲ့တာမန်ပဲကျွန်မမေးကြည့်ရဘာဆက်လုပ်ကြမှာလဲအန်ယူဂျီကနိုင်ငံတကာမှာတရားဝင်မှုလည်းမရှိဘူး PDF တွေလည်းအပြည့်အဝသူတို့မထိန်ချုပ်နိုင်ဘူးတက်မတော်လည်းအပြည့်အဝသူတို့မတိုက်ခိုက်နိုင်ဘူးဆိုတဲ့အခြေအနေမှာဘာဆက်လုပ်ကြမှာလဲဒီလိုမေးရတဲ့အကြောင်းရင်းကတော့ရှင်းပါတယ်နော်လုံနေတာတွေကပန်းနိုင်မရှိပဲနဲ့ပြည်သူတွေ PDF တွေရဲ့အသက်တွေလက်ကားဆုံးရှုံးနေရဲ့ရှင်အန်ယူဂျီအဲ့ဒါကိုသိလားမြေပြင်မှာ PDF တွေကြောင့်တရားရဲ့ပြည်သူကလည်းအများကြီး PDF တွေကိုယ်တိုင်လည်းစစ်မြေပြင်မှာတရားတာအများကြီးဒါတွေအန်ယူဂျီဘယ်လိုပြောပြန်ပြီးတော့ကုစားပေးမှာလဲဘယ်လိုစီစဉ်ပေးမှာလဲချက်တော့ဖြေကြည့်ကြပါအောင်ကျမဒါလှမ်းမေးပေးတာပါအန်ယူဂျီကိုဘယ်လိုပြောရမလဲအန်ယူဂျီဘက်ကပေါ့နော်အန်ယူဂျီထောက်ခံတဲ့သူတွေအဲ့လိုမေးခွန်းနဲ့မမေးရဘူးရှင်တို့ကလေမမေးရသူကကြောက်တယ်သူကတေအောင်ကြောက်တယ်အန်ယူဂျီကိုဖိန်တော်အောင်သူကကြောက်တာသူတို့တော်လှန်တဲ့စစ်အာဏာရှင်တော့သူတို့အဲ့လောက်မကြောက်ဘူးအန်ယူဂျီကိုသူတို့တေအောင်ကြောက်တယ်ဘာတယ်လဲဆိုတော့စစ်အာဏာရှင်ကိုပြောလိုက်ဆိုလိုက်ရင်စစ်အာဏာရှင်အိမ်ရှိကိုရောက်မလာဘူးအန်ယူဂျီကိုပြောလိုက်ဆိုလိုက်ပြီးလို့ရှင်PJကချက်ချင်းအိမ်ရှိရောက်လာပြီးလို့ရှင်အမှကြည်တောက်ကျွေးသွားမှာသူတို့ကသိတယ်သူတို့ကသိတယ်ဒါအခြေအနေရလို့ရှိရဲ့နော်စစ်အာဏာရှင်ဆိုတဲ့သူကတော့မှဟိုတခုခုပေါ့နော်နိုင်ငံတော်ပုံကန်တဲ့ကိစ္စနဲ့ဖမ်းသွားရင်တော့အချိန်တိုင်းလူငိမ့်ထဲမှာပြန်လှုပ်ပေးသေးရဲ့PJကသူတို့လှုပ်မှာမဟုတ်တခါတပ်လိုက်မှာနော်လွတ်ချင်တန်တရားမှာပဲသွားလွတ်တော့ဆိုဖြစ်မှာရှင်ဒီတော့သူတို့ကကြောက်လို့ကျမမေးပေးရကြားတယ်ဘာဆက်လုပ်ကြမှာလဲအန်ယူဂျီဆုံးရှုံးမှုတွေလည်းရမ်းများနေပြီနိုင်ငံတော်ကလည်းတော်တော်အဆင်ပြေဖြစ်နေပြီဘာဆက်လုပ်ကြမှာလဲဒါလေးပဲဖြေပေးပါရှင်နော်အဲ့ဒီကလည်းရှိလားယာယီသမရလို့တော့ပြောတာလေသူတို့ခန့်တာဆိုတော့ကျမလည်းယာယီသမရကိုပေးလိုက်တော့မယ်အဓိကတာဝန်ရှိရတဲ့သူကိုသတ်မှတ်တာပေါ့နော်မြန်မာစကားတော့လေလုံးကွက်အောင်သူကမပြောတတ်ဘူးဖြစ်စင်တော့လေတော့ကျမအနေနဲ့ရတယ်မပြောတတ်တယ်ပြောတတ်တဲ့ဘာသာစကားနဲ့ပဲပြောတင်းနဲ့ရှင်းပြပေးဘာဆက်လုပ်မှာလဲဆိုတာသိချင်ပါရှင်နော်အန်ယူဂျီနဲ့တက်တဲ့သူတွေတော့သတင်းလေးပါနော်ပြီးတော့အန်ယူဂျီရဲ့လှုပ်ဆောင်ချက်တွေကမှားယွင်းနေရဆိုတာလေးလည်းစဉ်းစားတတ်ဖို့လိုနေပြီရှင်ငယ်တွေကဒီလူတွေရဲ့ပြောဆိုမှုတွေနောက်ကိုလိုက်ပြီးတော့ဘဝတွေထပ်ပြီးရင်းနေမယ်ဆိုရင်တော့ဆုံးရှုံးမှာနော်အများကြီးဆုံးရှုံးမှာကျွန်မမြင်တယ်အန်ယူဂျီကိုဆက်ယုံဆက်တယုံမှာသိကြတယ်ယုံလေပိုသေးလေးပဲသူတို့မယုံတော့ဘူးဆိုတဲ့နေကြမှာအဲ့တိတ်ဆုံးမှုတွေရပ်တန့်သွားမှာစစ်ပွဲတွေရပ်တန့်သွားမှာငါတို့ကမေးကြည့်ကြအန်ယူဂျီဘာဆက်လုပ်မှာလဲမေးကြည့်ကြမမေးရဘူးဆိုတော့ကိုကစဉ်းစားပါတော့ကိုကဆက်အာနာရှင်တော်လှန်မယ်ဆိုပြီးဆက်အာနာရှင်အသက်အာနာရှင်အသက်တွေမွေးထုတ်ပြီးလိုက်ပြီးပဲဆိုပြီးနောင်နာရချင်လည်းရလို့ရတယ်မရချင်လည်းမရနဲ့เนาะနေထားလို့ရှိပါ